Hello အားလုံးပဲမင်္ဂလာပါကံကောင်းတိုးတက်မှကြိုဆိုပါရစေကျွန်တော်တော့တေရော့ဗေဒလက္ခဏာဆရာနန္ဒအောင်ရှင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်မျှဝေသွားခြင်းတဲ့အကြောင်းအရာကတော့ဘဝမှာငွေကံကောင်းပြီးချမ်းသာသွားတဲ့လူတွေစိုက်ကောလို့ခြုံပေါ်ရောက်တဲ့လူပေါ့ဗျာရုတ်တရက်ထီစုကြီးပေါက်သွားတဲ့လူတွေမဲစုကြီးတွေပေါက်သွားတဲ့လူတွေရုတ်တရက်ငွေအစုလိုက်အပြုံလိုက်ရပြီးချမ်းသာသွားတဲ့လူတွေရဲ့90%လောက်မှာပါတတ်တဲ့လက္ခဏာအရေးအကြောင်းလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာဒီပုံလေးကြည့်လိုက်ပါဒီပုံရဲ့ကြည့်လိုက်တဲ့အချိန်မှာအသက်လမ်းကြောင်းရဲ့အောက်ဆုံးမှာသတိကံပုံလေးပါတယ်အဲ့သတိကံပုံလေးပါတဲ့လူတော်တော်များများကြည့်လိုက်ရင်မဲပေါက်လွယ်တဲ့လူထီပေါက်လွယ်တဲ့လူရုတ်တရက်ဘာမှမဟုတ်ကန်ဆန်းလိုက်ရင်ကန်ကောင်းလွယ်တဲ့လူအဲ့လိုလူတွေဒီမှာပါတဲ့အရေးအကြောင်းပါပဲခင်ဗျာဒီပုံလေးတစ်ချက်ရှိုးလိုက်ပါညလန်းကြောင်းနဲ့အသက်လမ်းကြောင်းကြားမှာမြင်းကြောင်းလေးတစ်ကြောင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ယူမှတ်ထားတာတော့အဲ့ဒါဘန်လို့မှတ်ထားလိုက်တယ်ATM ကလည်းပြောလို့ရတာပေါ့နော်။ဘာလဲဆိုတော့ရုတ်တရက်ပတ်စံရပြီးစုဆောင်းမိတဲ့လူတွေတော်တော်များများလက္ခဏာမှာပါတယ်။တချို့ကျွန်တော်ဗေဒင်ကြီးမိတ်ဆွေတွေကျွန်တော်မေးကြတယ်။ဘဝမှာအလူကြီးတန်းကြီးလိုရမယ့်ကံမျိုးပါရလားတဲ့။အဲ့ဒါဘယ်လိုကြည့်ရလဲဆိုတော့လက္ခဏာမှာလေ။ခုပုံလေးတစ်ချက်ကြည့်လိုက်ပါ။အဲ့ပုံလေးမှာနှလုံးလန်းကြောင်းဟာလက်ညှိုးနဲ့လက်ကလေးကြားကိုတွားပြီးတော့မှအဲ့နားမှာထိတ်နာလေးမှာစနိုးမကင်းပုံစံစိန်ပုံစံမျိုးပါနေခဲ့ရင်ဘဝမှာကျင်းတွေပေါက်ငွေအစုလိုက်အပြုံလိုက်ရပြီးအလူကြီးတန်းကြီးလိုရတဲ့လူတွေလက္ခဏာမှာပါတဲ့အချက်ပါပဲဒီချက်လေးပါရင်မိတ်ဆွေလဲဘဝမှာအလူကြီးတန်းကြီးလိုရပါပြီဗျာအခုပြောပြသွားမှာကတော့ဒီပုံလေးတစ်ချက်ကြည့်လိုက်ပါလက်တကြွယ်ရဲ့အောက်မှာမင်းချောင်းလေးတစ်ချောင်းပါခဲ့ရင်ကျွန်တော်နာမည်ပေးတာတော့စိုက်ကောလို့ခြုံပေါ်ရောက်လို့နာမည်ပေးထားပါတယ်ရုပ်တရက်ငွေအစုလိုက်အပြုံလိုက်ရပြီးတော့မှကြီးပွားသွားတဲ့လူတွေရဲ့လက္ခဏာမှာလည်းအများစုမှာအဲ့အရေးအကြောင်းတွေပါလိမ့်ရှိပါတယ်ဒီပုံလေးတစ်ချက်ကြည့်လိုက်ပါလက်တကြွယ်ရဲ့အောက်မှာစတားပုံစံပါနေခဲ့ရင်မိတ်ဆွေကျင်းသေးပေါက်အောင်မြင်ပြီးကျင်းသေးပေါက်ကြီးပွားပြီးကြီးပွားတဲ့ပြင်ကျွန်တော်ကဒီဟာလေးကိုဘာလို့သူချိုးတော့တာကိုခရီပွင့်လို့ပြောတာပေါ့နော်ကျွန်တော်ကစတားလို့နာမည်ပေးထားတယ်ဘာလို့စတားလို့နာမည်ပေးထားလဲဆိုတော့ဒီကောင်စတားပဲအောင်မြင်တဲ့ပြင်လူတွေကအားကျနေရတဲ့လက္ခဏာတွေတော်တော်များများမှာအဲ့လိုစတားမျိုးပါလို့ရှိပါတယ်ခင်ဗျာဒီမှာတစ်ချက်ကြည့်လိုက်ပါဒီလက်ဖနောက်လေးပေါ့နော်ဒီတနင်္လာချိုကုံလို့ခေါ်ပါတယ်အဲ့လက်ဖနောက်လေးမှာဘွေလေးပါနေတယ်အဲ့ဒါကိုကျွန်တော်ဗဒမြားဖွေလို့ခေါ်ပါတယ်ဗဒမြားဖွေဆိုရင်ရုတ်တရက်သွားကြောက်အောင်ပြီးချမ်းသာသွားတာတို့ဒီရုတ်တရက်ငငယ်တော့ဘလောက်ပဲဆင်းရဲပါစေကျင်းတွေပေါ့ကြီးတဲ့အပိုင်းရောက်သွားမှကျင်းတွေပေါ့ငွေအစုလိုက်အပြုံလိုက်ရပြီးတော့ချမ်းသာကြွယ်ဝမဲ့လူတွေထဲမှာပါတဲ့လက္ခဏာပါပဲခင်ဗျာအခုပြောပြသွားမယ့်အချက်ကတော့လက်တကြွယ်ရဲ့အောက်မှာအလံပုံစံလေးပနေခဲ့ရင်မိတ်ဆွေသည်ရုတ်တရက်ငွေရလွယ်ပြီးကြီးပွားသွားတဲ့အပြင်သူကကိုယ့်ရဲ့အောင်မြင်မှုဟာကိုယ့်နိုင်ငံနဲ့မဟုတ်ဘူးတခြားနိုင်ငံထိပေါက်ရောက်နိုင်မဲ့လူတွေတော်တော်များများလက္ခဏာမှာအဲ့လိုအရေးအကြောင်းလေးပါလိမ့်ရှိပါတယ်မိတ်ဆွေအလံကြောင်းပိုင်တော့ကဘာကြော်ပြီပေါ့ဗျာအခုဖော်ပြပေးသွားတဲ့အကြောင်းအရာကတော့ရုတ်တရက်ငွေရလွယ်ပြီးချမ်းသာသွားတဲ့လူရုတ်တရက်ကြီးပွားသွားတဲ့လူရုတ်တရက်ထီစုကြီးတွေပေါက်တဲ့လူတွေရဲ့လက္ခဏာမှာပါတဲ့အရေးအကြောင်းတွေပါပဲပို့ပြီးတစ်ခုပြောပြချင်တာကဒီပုံလေးချက်ကြည့်လိုက်ပါဘိုးလူဂျိုကုံရဲ့ပြီးတော့တနင်္ဂနွေဂျိုကုံရဲ့ကြာရဝေးဂျိုကုံရဲ့အဲ့ဂျိုကုံ၃ခုကဖောင်းနေခဲ့မယ်လက္ခဏာလေးကဖောင်းနေခဲ့မယ်ဆိုရင်သူကဘာလဲဆိုတော့အဲ့လက္ခဏာလေးကခုနအရေးကြောင်းနဲ့ပို့ပြီးအစွမ်းပြပါတယ်ပို့ပြီးကြီးပွားနိုင်တယ်ပို့ပြီးကံကောင်းနိုင်တယ်အားတွေပို့ရှိပါတယ်တချို့ကျွန်တော်မိတ်ဆွေကကျွန်တော်ပြတာရှိတယ်ဂျိုကုံဖောင်းအောင်ဆိုမှလက်ကလေးလိုပြတာအဲ့ဒါတော့တောင်းစားရလက်ပေါ့နော်နောက်တော့ပါအခုလောလောဆယ်ကပြောပြချင်တာတော့ဒီအကြောင်းအရာလေးတွေကတော့ရုတ်တရက်ငွေရလွယ်တဲ့လူကြီးပွားတဲ့လူတွေရဲ့လက္ခဏာပါတတ်တဲ့အရေးအကြောင်းပါပဲဒီဗီဒီယိုလေးကိုမိတ်ဆွေကြိုက်နေတယ်မယ်လို့ထင်ပါတယ်ကြိုက်နေတဲ့ရင်မိတ်ဆွေရဲ့တငယ်ချင်းကိုလည်းမျှဝေပေးလိုက်ပါအားလုံးကျမ်းမာချမ်းသာပေးကင်းပြီးတော့မှကံကောင်းတိုးတက်ကြပါသည်ဗျာ